ကျွန်တော်ဒီနေ့ဖတ်ပြမှာတော့ဆရာအောင်သိန်းရေးသားတဲ့ဝတ္ထုတိုများထဲမှာထမိန်တင်ရတာဆိုတဲ့ဝတ္ထုတိုကိုဖတ်ပြမှာဖြစ်ပါတယ်။နာတော်တာဆင်းရပါခင်ဗျာ။ထမိန်တင်ရစာမိဖြူနဲ့မိမူတို့နှစ်ယောက်ကျွန်တော်ခန်းထဲဝင်လာလိုက်တော့သူတို့နှစ်ယောက်စလုံးချွေးတပြိုက်ပြိုက်နဲ့ဟောဟဲဆိုင်နေကြပါသည်။ဘာမှမပြောနိုင်သေးပဲသူတို့လက်ထဲတွင်ပါလာသောအထုပ်ကလေးကိုအခန်းတောင်းရှိစပွဲကလေးပေါ်သို့သွားထားလိုက်ကြပြီ။ကျွန်တော်ရေတကောင်းကိုယူ၍ရေနှစ်ခွက်စီဆင့်တောက်လိုက်ကြသည်။ကျွန်တော်အဖို့ဘာမှမဆန်းတော့ဒီရေတကောင်းမှာရေကုန်နေသည်ကိုတွေ့လျင်သူတို့ပဲစီကြောပြီးရေဖြည့်ပေးကြရပါသည်။ရေစကလေးဟောင်းနေသည်ကိုတွေ့လိုက်လျင်လေသူတို့တွေပဲမှတ်မရရအစ်စ်ဝယ်လာတတ်ကြသည်ပြီးတော့သူတို့တွေပဲဒီရေကိုလာတောက်တတ်ကြသည်သူတို့ရေတောက်လို့အားရသွားကြပြန်တော့အခါဟောဟဲလုံနေရင်ကပင်ပိုင်စိုးပိုင်နေပန်ကာကိုဖွင့်လိုက်ကြပြီးနောက်အမလေးလေးမောလိုက်တာဆိုပဲဒီတော့ကျွန်တော်မှလည်းမနေနိုင်တော့ပဲလက်ထက်ကဖက်လက်ဆက်စာအုပ်ကိုချထားလိုက်ပြီးဒီနောက်ကဲနင်တို့နှစ်ယောက်ဘာဖြစ်လာကြပြန်တာတော့ရီးစားစကားလိုက်ပြောလို့ထွက်ပြေးလာကြရလားရှင်မောပြီးမေးလိုက်ပါသည်နှစ်ယောက်သားရဲလိုက်ကြပြီမိဖြူကဆရာကလည်းမဟုတ်တာရီးစားစကားလိုက်ပြောတာကိုထွက်ပြေးရမှာလားရီးစားစကားအပြောခံရတယ်ဆိုတာမိန်းကလေးတယောက်ဖို့မင်္ဂလာတစ်ပါးမဟုတ်လားရီးစားစကားအပြောမခံရမှာကိုတော့စိုးရိမ်နေကြရတာအခုလေရီးစားစကားအပြောခံရမယ်အရေးပါပြေးလွှားလုံးပဲနေကြရလို့မောနေတာဆရာကြီးဟေးရီးစားစကားအပြောခံရဖို့အရေးလုံးပဲနေကြသေးတယ်ဟုတ်လားငါဖြင့်ကြားဘူးပေါ့ဗျာနင်တို့ကြားမှာပဲဒီတော့မှမိမှုကရေမောပြီးစိန်ကျွန်းစေးကပြန်လာတာဆရာကြီးမိဖြူထမိန်တစ်ထဲဝဲခြင်းလို့တဲ့အဲ့ဒါနဲ့ကျမကအဖော်လိုက်သွားရတာတတိယလို့ဆရာဘုရားမြေပဲလော်ထဝဲခဲ့သေးတယ်ဟောဒီမှာမောလိုက်တာဆရာရဲ့လူကိုဟောဟဲလိုက်နေတော့တာပဲဆရာတပည့်မိဖြူကလည်းဇီစာကြောင်လိုက်တာမပြောပါနဲ့တော့စိန်ညိုးဈေးတစ်ခုလုံးပတ်ပြီးရှောက်လိုက်တာဒူးတွေတောင်ချောင်းလာတယ်ထမိုင်းလေးတစ်ထည်ဝယ်တာများဟဲ့နင်တို့မှဒီလောက်တော့အပေမန်းခံနေရသလားကိုကြိုက်တာတွေ့ရင်ကောက်ပြီးဝယ်လိုက်ပေါ့ဒါကိုမှအပေမန်းခံဒီလောက်ခံနေရရဲ့လို့အမဆေးရနေပြောတော့လွယ်လိုက်တာဟဲ့ဘာများခတ်နေလို့လဲမိဖြူရဲ့ငါတော့ဖြင့်ခတ်တယ်မထင်ပါဘူးများငါတို့လည်းလုံကြီးတို့ဘာတို့ဝဲခဲ့ပူးပါတယ်နင်တို့လောက်ပဲပမပမခဲရခက်စစ်လုံးမနေရပါဘူးဆရာတို့ယောက်ျားလေးနဲ့တူမလားဆရာရဲ့ကျမတို့ထမိန်ဆိုတာဆရာတို့ပစိုးလိုမျိုးမဟုတ်တာပဲပစိုးဆိုတာမျိုးကအယောင်ရင်အကွက်ကျဲအကွက်သေးဒါလောက်ပဲရှိတာဒီထက်ပိုလို့ဆိုရင်ချောသလားကျန်းသလားထူသလားပါသလားဒါလောက်ပဲရှိတော့မပေါ့အမေကဲစူစမ်းပါအောင်နင်တို့ထမင်းကရောဘာတွေများပုံနေသေးလို့လဲပိုလိုက်တမအများကြီးထမင်းဆိုတာကအပွင့်တွေအခက်တွေအရွက်တွေရုပ်စုံအကောင်ပလောင်တွေဆေးရောင်တွေအသားတွေရွေးလိုက်ရတာနင်းရော့လားနောက်ပြီးရိုးနေပြီလားဆန်းသလားအဲ့ဒါတွေကလည်းရှိသေးတယ်နောက်ပြီးဟဲ့မကုန်သေးဘူးလား
ဘယ်ကုံမှလဲဆရာရဲ့ကိုမှရှိပြီးသားအယောင်တွေအစင်တွေနဲ့ကွဲရလားစင်တူနေသလားကိုမှရှိတဲ့လက်ကန်အိတ်တို့အင်ကြီးတို့နဲ့အစင်ပြေရလားအင်ကြီးဘယ်နှစ်ထည်လောက်နဲ့ဝတ်နိုင်တယ်လဲပွဲနေပွဲထိုင်ထိအောင်ဝတ်နိုင်သလားနေပွဲဝတ်လားညပွဲမီးအောင်နဲ့ဆိုရင်သူစကားမဆုံးခင်ကျွန်တော်ကရေမောပြီးကဲတော်ပါတော့မိဖြူရဲ့နင်တို့ထမင်းဝဲတဲ့လုပ်ငန်းအလွန်ကြီးကျယ်ကြောင်သဘောပေါက်ပါပြီအမေဒါတော့ထမင်းသင်ခန်းစာအစပဲရှိသေးတယ်ထမင်းသင်ခန်းစာနီးရန်ကျွန်တော်ဟာပရင်မောလိုက်မိပါသည်သူတို့နှစ်ယောက်စလုံးလဲရောပြီးရင်မောကြပါသည်အဲ့ဒါနဲ့မိမှုကအတိုင်းပင်ကအကြံပေးအရာရှိဖြစ်ထမင်း operation ကြီးအတွက်စိန်ညွှန်းစည်းကိုလိုက်သွားရတယ်ဆိုပါတော့ကျွန်တော်မျက်စိတွင်မိဖြူနဲ့မိမှုနှစ်ယောက်သားဟိုဆိုင်ဝင်လိုက်ဒီဆိုင်ဝင်လိုက်ဟိုလုံကြီးစက်ကိုကန်ကြည့်လိုက်ဒီလုံကြီးစက်ကိုကိုနှစ်ကက်ကြည့်လိုက်လုံနေကြပုံကိုမြင်အောင်ကြည့်မိပါသည်ပြီးမှအစင်အသွေးရွေးတယ်ပဲထားပါအောင်တော့ဟဲ့နှစ်ဆိုင်သုံးဆိုင်ထက်ပိုပြီးရွေးစရာလိုမယ်မထင်ပါဘူးစိန်ညွန်းဈေးတစ်ခုလုံးပဲရှောက်ပြီးပတ်နေရသလားဈေးကလည်းကွာသေးတာကိုဆရာရဲ့ဒီတော့တဆိုင်ပြီးတဆိုင်ဝင်ပြီးစနေနာဈေးစီကြရတာပေါ့နောက်ဆုံးမှဈေးဘယ်လောက်တက်တာလာကြလဲပြောစမ်းမအောင်သူတို့နှစ်ယောက်သားဗျိုင်းတူရီလိုက်ကြပြီးဟဲ3ချက်ခွဲကျွန်တော်လည်းနှစ်ချိုက်စွာရဲလိုက်ပြီး3ချက်ခွဲတက်တာလိုက်တာတမယာကြီးနှစ်ခွက်တောင်ကောက်ယူလိုက်ကြရအောင်ပင်မန်းသွားကြတယ်ဆိုပါတော့နန်းကြီးနှစ်ပွဲတောင်ပါလိုက်သေးသူတို့ရောကျွန်တော်ပါရေမောမိကြပါသည်ထိုကဲ့သို့ရေမောနေရင်မကြသေးမီကကြုံခဲ့သောဖြစ်ရလေးတစ်ခုကိုလည်းဖြတ်ခနဲပြန်ပြီးတတိယလိုက်မိပြန်ပါသည်ရုတ်တရက်ဆိုတော့ကျွန်တော်ခံငင်းငင်းဖြစ်သွားလိုက်မိပြီထင်ပါသည်နောက်တော့လေသူတို့ကိုကြည့်ပြီးအနှဲငယ်ပြုံးလိုက်မိအောင်ဖြစ်သွားသည်ထင်ပါသည်ထို့ကြောင့်မိချူကဘာပြုံးတာလဲဆရာရဲ့ဆရာပြုံးနေပုံကြီးကလည်းတမျိုးကြီးပဲအော်တတိယလိုက်မိလို့ပါဘာတတိယမိရလဲဆရာကလည်းဘာမှလည်းမသိဘူးအော်နင်တို့ထမိန်တစ်ထဲရွေးကြပုံကိုတွေ့လို့တတိယမိတာလေးတစ်ခုရှိလို့ပါသူတို့နှစ်ယောက်စလုံးကျွန်တော်ကိုကြောင်စီစီကြည့်နေကြပါသည်ကျွန်တော်ကရုတ်တရက်မျက်နှာပိုးတက်လိုက်ပြီးဓာတ်ထက်နင်တို့ကိုစကားမဆက်တစ်ခုမေးရအောင်မယ်ငါတို့ဟိုရင်တစ်ပတ်ပကိုးကိုလေးလာရေးခီပျော်ပွဲစားထွက်ကြတော့ကလိုက်လာတဲ့ဟိုဘူမိဗေဒကကောင်းလေးနဲ့ဒုစီကဆန်းဆန်းနဲ့ကြိုက်သွားကြပါလားသူတို့နှစ်ယောက်စလုံးတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပါသည်ပြီးမှမိမူကမိဖြူဘက်သို့လှည့်ပြီးဆရာပြောတာဟုတ်တယ်ဟဲ့ဆန်းဆန်းနဲ့အဲ့ဒီသူနဲ့ကြည်သွားကြပြီတဲ့တော့ငါ့ကိုနွဲ့နွဲ့ကပြောတယ်ဆရာကတိတ်မျက်စိရှင်တာပဲငါကမျက်စိရှင်တာမဟုတ်ပါဘူးဗျာသူတို့ကငါမျက်စိအောက်မှာလာပြီးရှင်နေကြလို့သာမြင်လိုက်ရတာပါကဲထားလိုက်ပါတော့ဆရာရေသူတို့ချင်းကြိုက်သွားကြတာနဲ့ကျမတို့ထမင်းဝဲတာဘာများဆိုင်လို့ဆရာကသွားပြီးတတိရတာလေကျမဖြင့်ဘာအဆက်ဆက်ကိုမှရှာမတွေ့ပါဘူးကျွန်တော်ကရုတ်တရက်ဘာမှမပြောသေးပဲ
ခဏဆိုင်းထားလိုက်ပါသည်ကျွန်တော်စကားကိုသူတို့စိတ်ဝင်စားအောင်ဖန်တီးနေခြင်းမဟုတ်ပါကျွန်တော်ကိုယ်တိုင်ကကိုပဲဘာခဆပြီးပြောလိုက်ရမယ်မသိသောကြောင့်ဖြစ်ပါသည်အခုငါပြောမှတွေကိုဘယ်သူမှပြန်မပြောပါနဲ့ဘာကြောင့်ရေတော့မဟုတ်ပါဘူးနင်တို့ဝမ်းထဲမှာပဲထားကြပါကျွန်တော်ကလေးသန်းခက်အေးနဲ့အစပြောလိုက်တော့ကြောင့်သူတို့နှစ်ယောက်လည်းတီတီကလေးဖြစ်သွားကြပါသည်ဒီလိုပါဆန်းဆန်းဟာအဲ့ဒီကောင်လေးကိုအဲ့ဒီနေ့ရောက်မှပဲတွေ့ဘူးတယ်ဆိုတာတော့သိတာပါတယ်ငါတို့အားလုံးရဲ့မျက်စိအောက်မှာပဲမဟုတ်လားကောင်လေးကဆန်းဆန်းကိုစိတ်ဝင်စားအောင်ပြနေတာကိုလည်းသိတာပါတယ်ဆန်းဆန်းကိုယ်တိုင်ကလည်းခြေနဲ့တဲ့လက္ခဏာကိုတွေ့ကြရတာပဲအဲ့ဒီနောက်မှာတော့အဆောင်တွေဘာတွေကိုသွားပြီးလဲကြမှာတွေစကားပြောကြမှာတွေကိုမှန်းလို့ရနိုင်တာပေါ့အခုတော့နင်တို့ပြောကြရဲ့စကားကြောင့်သူတို့ချင်းကြိုက်သွားကြပြီလို့ငါသိလိုက်ရပြီတေချာပြန်စဉ်းစားကြည့်ရင်ဆန်းဆန်းဟာကောင်းလေးရဲ့စိတ်နေစရိုက်သူမိဘတွေရဲ့စရိုက်တွေဆွေမျိုးအတိုင်းဝန်ပတ်ဝန်းကျင်ဆိုတာတွေကိုဘာဆိုဘာမှကောင်းကောင်းသိအောင်မှမဟုတ်သေးဘူးနင်တို့မိန်းကလေးတွေဟာတခါတလေတော်တော်ကိုအံ့ဩဖို့ကောင်းတယ်အေးလီယောက်ျားလေးတွေလည်းဒီလိုပဲရှိမှာပဲထားပါတော့အခုပြောနေတာကနင်တို့ထမင်းဝယ်ရနဲ့ပတ်သက်ပြီးသတိရလာတာမို့နင်တို့မိန်းကလေးတွေအကြောင်းကိုပဲပြောလိုက်ပါတော့မယ်ဆန်းဆန်းကြိုက်လက်ပုံမျက်လုံးနာကိုတွားပြီးသတိရမိတာကဒီလိုပါမိဖြူကမူမိမူဘက်သို့ရုတ်တရက်လှည့်ကြည့်လိုက်ပြီးဟုတ်တယ်နော်သူတို့ချိတ်သွားတာတိတ်မြင်ရတာပဲကျွန်တော်ကစကားကိုဆက်လိုက်ပါသည်နင်တို့နှစ်ယောက်ခုနကထမိန်ဝဲတာမှာဇီစာကြောင်းတဲ့ကိစ္စကိုကြားလိုက်ရတော့မိန်းကလေးတွေဟာကိုတသက်လုံးပေါင်းဖို့ခင်ပွန်းလောင်းလျာအဖြစ်ရီးစားရွေးတဲ့အခါမှာထမိန်ရွေးတဲ့လောက်မှရွေးကြပါလိရဲ့လားလို့အောက်မေ့လာမိတယ်နင်တို့ပဲပြောတယ်မဟုတ်လားဒီအစင်နဲ့ကိုနဲ့လိုက်မှလိုက်ပါမလားဆိုတာကိုတွေ့ရသေးတယ်ဆိုရီးစားရွေးတာကြတော့သူ့စီရိုက်နဲ့ကိုယ်စိတ်နေတဘာဝအဆင်ပြေနိုင်ပါမလားဆိုတာမျိုးကိုစိတ်ရှိလက်ရှိမှစဉ်းစားကြပါရဲ့လားထမိန်လေးတစ်ထည်ဝယ်လိုက်ကြတော့ကိုယ်မှရှိပြီးသားအင်ကြီးတွေလက်ခံအိတ်တွေဆိုတာမျိုးနဲ့လိုက်မှလိုက်ပါရဲ့လားဆိုတာမျိုးတွေးတယ်ရီးစားထားလိုက်တာကြတော့သူနဲ့ငါမိဘဆွေမျိုးအတိုင်းဝိုင်းနဲ့အဆင်ပြေနိုင်ပါမလားဆိုတာမျိုးကိုတော့ထည့်ပြီးစိတ်ရှိလက်ရှိစဉ်းစားပါလေရဲ့လားဆိုတာကိုသွားပြီးတွေးမိလို့ပြောပြတာပါသူတို့နှစ်ယောက်စလုံးခဏလောက်ငိုင်သွားကြပါသည်သူတို့လည်းစဉ်းစားနေကြပုံပေါ်ပါသည်အတော်လေးကြာမှမိဖြူကသူ့တငယ်ချင်းမိမှုကိုပြောလိုက်ပုံမျိုးနဲ့ဆရာပြောတာဟုတ်တယ်နော်ဟုပြောလိုက်ပါသည်ကဲသွားတော့မယ်ဆရာဟောဒီမှာဆရာအတွက်မြေပဲတော်တို့ထမိန်တင်ငန်းစာအဲ့လီဟိုလင်ရွင်းဤတင်ငန်းစာအတွက်တော့ကြော်ကြီးပေါ်ဆရာကျမတို့ရည်သားထားရင်တော့ထမိန်ရွေးတလူကိုတေချာရွေးပြီးထားပါတော့မယ်ဒါပေမဲ့အခုတည်းရည်သားစကားလိုက်ပြောမယ့်လူကမပေါ်လာသေးတာခက်တယ်ကျွန်တော်တို့အားလုံးရဲလိုက်မိကြပြန်ပါသည်လွန်ခဲ့သော၄နှစ်ခန့်ကမိဖြူကိုစူးလေဖျားလမ်းမကြီးတွင်တွေ့လိုက်ရပါသည်သူလည်းခုတော့ဖြင့်ဝဝဖိုင်ဖိုင်နှင့်အေယာမမိန်းမကြီးတယောက်ဖြစ်နေပါပြီသူ့ဘေးတွင်လည်းသူ့ခင်မွန်းဖြစ်ဟန်တူသောအမျိုးသားတယောက်ပါလာပါသည်အေယာမမိန်းမကြီးဖြစ်နေသောမိဖြူသည်ကျွန်တော်ကိုတွေ့လိုက်ရသောအခါတကယ်အကြောင်းသူလေးတယောက်လိုမြူးမြူးရွှင်ရွှင်ပြန်ဖြစ်သွားလျက်
ကျွန်တော်လွတ်ကိုဆွဲကင်တော့ဝမ်းသာလိုက်တာဆရာကြီးဆရာစာရီဖတ်ပြီးအလွမ်းဖြေနေရတာအဲ့ဒါငါတို့ဆရာပဲလို့ကြွားရတာလေအမောသူကကျမအမျိုးသားပေါ့ဟဲဟဲဆရာပြောသလိုထမိန်ရွေးသလိုရွေးပြီးယူထားတဲ့ယောက်ျားလေးသူကပြောပြီးရေလိုက်ပါသေးသည်ကျွန်တော်ကတော့ပြောတော့ငါပြောခဲ့တော့လေထိုခါရင်ရုတ်တရက်သတိမရမိပါထို့ကြောင့်ခက်ကြောင်ကြောင်ဖြစ်နေသည်ကိုကြည့်လိုက်ရင်မိဖြူကဟောဆရာကတော့လှုပ်ပြီးကိုပြောခဲ့တာကိုမေ့နေပြန်ပြီကျမနဲ့မိမှုနဲ့စိန်ညွန်းဈေးကထမိန်ဝယ်ပြီးပြန်လာတော့ဆရာပြောပြခဲ့တာလေဟုအစချီပြီးဇက်ကြောင်းလှန်လိုက်တော့မှပြန်လဲသတိရပြီးသူ့ခွန်ပုံးကိုအာတုံအာနာလှမ်းပြီးကြည်လိုက်မိပါသည်သူ့မျိုးသားကသဘောကောင်းပုံရပါသည်ကျွန်တော်အာနာနေသည်ကိုရိပ်မိဟန်နဲ့ဖြူကဆရာအကြောင်းကိုခဏခဏပြောပါလေဆရာကျွန်တော်ကိုယ်တိုင်ကလည်းဆရာစာဖတ်ပြိတ္တပါဆရာတက်ပုံဖြူစီမှာမြင်ဘူးတယ်မဂ္ဂဇင်းတွေမှာလည်းတွေ့ဘူးတယ်အရင်နှစ်ကရန်ကုန်ကိုရောက်လာတော့လေ28မှလားမသိပါဘူးဆရာစာပေဟောပြောပွဲကိုတွေ့လို့လာပြီးနားထောင်ခဲ့ပါသေးတယ်ဒါကြောင့်ဆရာကိုမြင်မြင်ချင်းမှတ်မိပါတယ်အခုတော့ဖြူကဆရာကိုမြင်တာမဟုတ်ပါဘူးကျွန်တော်ကမြင်လိုက်လို့ဟိုမှာဆရာလို့ကျွန်တော်ပြရတာပါဆရာပြောလိုက်တဲ့ထမိန်သင်ခန်းစာကိုလည်းဖြူကပြန်ပြောဘူးလို့ကျွန်တော်ကြားဘူးနေတာကြားလာပါပြီဒါပေမဲ့ဆရာတပည့်မကစိုးတယ်ဆရာသူစိတ်တိုင်းကြတာတစ်ခုခုကိုတွေးလိုက်ရင်ကျွန်တော်ကိုချီးကျူးပုံကဒါမှဖြူတို့မှာထမိန်ရွေးတယ်လို့ရွေးထားရတဲ့ချစ်လင်းနဲ့ကျွန်တော်မှဝမ်းသာရမလို့အောင့်ရမလို့ခံနေရတယ်ဆရာအဲ့ဒါနဲ့သူ့ကိုပြောရတယ်ဒိုးနှစ်ယောက်ချင်းမှသာမင်းတို့ဆရာရဲ့သင်ခန်းစာနဲ့ချီးကျူးပါလူကြားထဲမှာတော့ဖြစ်မလုပ်လိုက်ပါနဲ့လို့တောင်းပန်ထားရတယ်လူကြားထဲမှာပြောပါမလားဆရာရဲ့ဆရာဦးအောင်တင်တပည့်ပဲဒီလောက်တော့မညံ့ပါဘူးဟုတ်ဘူးလားဆရာမိဖြူဤဟန်ပန်မှာတခဲ့ကျောင်းသူကလေးဟန်ဖြစ်နေပါသည်သူ့ခင်မုန်းကပဲဆက်၍ပြောတာပြောရတယ်ဆရာကြီးကျွန်တော်တို့သမီးလေးတယောက်ရထားပြီးလို့ကျောင်းအောင်သွားနေပြီဒီသမီးကလေးကြီးလာပြန်ရင်လေဆရာထမိန်သင်ခန်းစာကိုလက်ဆင့်ကမ်းရအောင်ပါပဲဆရာကြီးဩတခါတော့ကတပည့်တွေအောင်သင်